စိတ်ဝင်စားဖို့ကောင်းပါတယ်ကျွန်မပြချင်တာလေးတစ်ခုရှိပါတယ်ဆိုတော့ဒီဒေတာမှာဆိုလို့ရှိရင်ဒါအင်းပေါ့နော်ဆိုတော့အင်းလေးတော့မဟုတ်ဘူးအင်းကတို့ကမှလက်စေးတာတို့ရေချိုးတာဆိုလို့ရှိရင်ဒီနေရာမှာပဲပေါ့ဒါတို့ရဲ့ရေချိုးစက်ပြလေးတွေဖြစ်တယ်အဲကြောင့်အင်းရတော့အရှိပဲဒီနေရာမှာဆိုလို့ရှိရင်တို့လက်စေးတယ်အဝတ်လျှော်တယ်ရေချိုးတယ်ပေါ့နော်ဒါတအိမ်နဲ့တအိမ်လာချင်တာတော့ကူးချင်တာလို့ဆိုလို့ရှိရင်မှာဟိုဘက်အိမ်ရဲ့ဒီဘက်အိမ်နဲ့လေနဲ့ကူးကြတယ်ပေါ့နော်ဆိုဒီ data ကိုကျွန်တော်ကြည့်ရအခြေအနေရကြည့်မယ်ဆိုလို့ရှိရင်တော့ဒါဟိုပုံမှန်ဒါဥစားပေါ့တလပိုင်းဆောင်းရတီတောင်မှရေရဒီထိရှိရပေါ့နော်ဒီထိရှိရဆိုဒီမှာသူကအုပ်တွေနဲ့ကထားတယ်ဆိုအကယ်၍များမိုးရတီရောက်လို့ရှိရင်တော့ရေကတော့ကြီးတယ်တဲ့ကြီးလို့ရှိရင်ရေရဒီအပေါ်တွေအကုန်လုံးတက်လာတယ်ပေါ့နော်ဆိုရေရဒီပဲထိဝင်တယ်လောဆက်ဒီမှာအုတ်တိုင်းတွေနဲ့ကာထားတောင်မှရေရဒီထိဝင်တယ်ပေါ့နော်ဘဲကလေးတွေရေကူးကြပြန်တူရမလို့ရှင်အော်အားကြောင့်မို့လို့နေတိုင်းငါဟိ စင်းနိုင်လေးဆိုပါ စိတ်ချပါစေ ဆရာလေး ပြန်တော့တကယ်နေခဲ့တယ် 真的那个ဒီစမနေခဲ့ပြီးနောက်6ရောက်ထောင်နေတာတယ်နောက်ပြန်ကျွန်တော်ဆိုဒါကစက်တုံနှင်းဖြစ်တယ်ဒါစက်တုံမြိတ်လေးတွေပေါ့နော်အကြီးပဲစက်တုံကအရန်အားထွက်အားကောင်းတယ်ဒါစက်တုံစိုက်ခင်းပေါ့နော်ဒါတနိုင်တစ်ပိုင်းစိုက်တဲ့စိုက်ခင်းလေးတွေပါတော့ပဲပုတ်ဆိုဒီဒေတာတော့ပဲပုတ်ထွက်တယ်ပေါ့နော်အဲဆိုလို့ရှိရင်ပဲပုတ်တွေလန်းထားတယ်ကြည့်ပါငွေးနော်ပဲအများကြီးဒီအားကြတော့သူကဒီရေနွေးတောက်လို့ရှိရင်စားနဲ့ထည့်ပြီးတော့တောက်ကြရပါဘောเนาะဒါကကိုရီအတွက်တော့ပထမဦးဆုံးtry ကြည့်တာဖြစ်ပါတယ်